သောချစ်စွာသောမြတ်စွာအိုးချစ်စွာသောဥပ္ပေမြတ်စွာစေတနာဝါဒနာအနစ်နာနာသုံးနာရင်မှားထားဆရာသခင်များပညာသင်ကြားတင်ထားကျေးဇူးယေရှုကချစ်ဦးတင်တုံးဆက်ခါဒီပါဠိအလားစာရှိမှနမမိပါအာစရိယာအိုးချစ်စွာသောဥပ္ပေမြတ်စွာချစ်စွာသောမြတ်စွာအိုးချစ်စွာသောဥပ္ပေမြတ်စွာစေတနာဝါဒနာမျက်နှာနာသုံးနာရင်မထားဆရာသခင်များပညာသင်ကြားတင်ထားကျေးဇူးရွေးစုကရှိဦးပြေအတုစခါဒီပါဠိအလားစာရှိမနမမိပါအာစရိယာအိုးချစ်စွာသောဥပ္ပေမြတ်စွာဘဝတွေထွေအခြေအနေအကြောင်းသာတည်တမီပြောင်းရတာဒီကြီးရာမြင့်မြတ်ရာစကားဥပမာဒီကြောင့်ကြီးနဲ့နေပေါင်းရှိပြနေကွာဆန်းနေပြီမဲ့အခုလိုလေတစ်နှစ်မှတစ်ခါပြန်လေတွေ့ဆုံကြတာဝမ်းမြောက်ပြီပြဆရာမကြီးများရဲ့ဆုံးမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာဇီဝရေးရာဖြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့အစဉ်အလားမင်္ဂလာအခါတစ်ပါးပါအိုးချစ်စွာသောဥပ္ပေမြတ်စွာတွေ့ဆုံကြတာဝမ်းမြောက်ပြီပြဆရာမကြီးများရဲ့အဆုံးအမခံယူတာဘာသာရေးသာသနာရေးရာနိုင်ငံရေးလူမှုရေးရာဇီဝရေးရာပြာဆွေးနွေးတိုင်ပင်ကြရတာပျော်ရွှင်စရာအကြောင်းတရားကောင်းမြတ်တဲ့စဉ်လားမင်္ဂလာခါတစ်ပါးချစ်စွာသောဥပ္ပေမြတ်စွာဘုရားနဲ့တကိုင်းနဲ့ခါကဒုက္ခကိုအဖဆင်းနေတို့များအိုးမြတ်စွာတရားနဲ့တကိုင်းနဲ့ခါကလောကကိုပြုပြင်နေတို့များအိုးမြတ်စွာခန္ဓာနဲ့တကိုင်းနဲ့ခါကဒီဘဝကိုပယ်ပြီးနေတို့များအိုးမြတ်စွာမိဘရဲ့တိုင်းရဲ့ကြားကလူလက်ခွေလာစင်နေတို့များအိုးမြတ်စွာအနန္တငါးပါးတကိုင်းနဲ့ခါကအသက်ချရှားတစ်ပါးဝေပါမြတ်စွာကိုပူဇော်ကြရပန်းလှူတဲ့လက်ပွားပေါ်မှာပန်းရည်နဲ့လေးတွေပြင်းပြမွေးကြံခဲ့သလိုပါမြတ်စွာမြတ်ပူဇော်မွဲမှာသာရုခေါ်ပါအမှုမောဒနာကောင်းရဲ့ကောင်းသူတပည့်တို့ရကြမှာစိတ်ချယုံကြည်စွာကာယဝစီမနော
ချီတာဒီဒီလေးကပူဇော်ကြတာအိုးချစ်စွာတော့ချစ်စွာတော့ဘုပဲမြတ်စရာအိုးချစ်စွာတော့ချစ်စွာတော့ဘုပဲမြတ်စရာ